လူသားတွေရဲ့စိတ်ကူးရင်ဆန်ဆန်ရုပ်ရှင်တွေထဲမှာပဲဖြစ်ဖြစ်ဒဏ္ဍာရီထဲမှာပဲဖြစ်ဖြစ်အေယာမမွေကြီးတွေကကြောင်းမဲ့ဖွယ်ရာတတ္တဝါတွေအဖြစ်ပါဝင်လေးရှိပါတယ်ဒါပေမဲ့တကယ်လက်တွေ့ကဘာမှာရောဒီလောက်ကြီးမားတဲ့အမွေကြီးတွေကတကယ်ရှိနေသလားစိတ်ကူးရင်ဆန်ဆန်ဖော်ပြချက်တွေလားဆိုတာကိုသိချင်ရင်တော့ဗီဒီယိုကိုဆုံးထိကြည့်ကြည့်လိုက်ကြရအောင်ဒီကဘာပေါ်မှာရှိတဲ့တွားသွားတတ္တဝါတွေထဲမှာမွေကလူသားတွေကိုအကြောက်ဆုံးဖြစ်စေတဲ့တတ္တဝါဖြစ်ပါတယ်ဒီထဲမှာလက်မောင်းလုံးခန့်ဒါမှမဟုတ်လူခန္ဓာကိုယ်တကူစာမကကြီးမားတဲ့ Giant Snake လို့ခေါ်တဲ့အေယာမမွေကြီးတွေကတော့ဒဏ္ဍာရီတွေကနဂါးတွေလိုပဲထူးခြားဆန်းကျယ်လွန်းလာပါတယ်ဒီကနေ့မှာတော့နဂါးတွေလိုတောင်မှတင်စားခေါ်ဝေါ်ကြပြီးတော့အပြင်လက်တွေမှာတကယ်မရှိနိုင်ဘူးလို့တောင်မှသုံးသက်ချက်တွေရှိခဲ့ဘူးတဲ့အမေဇုန်တောတက်ထဲကအနာကွန်နာတွေအကြောင်းအရှိတောင်အာရှရဲ့စပတ်အုံးမွေကြီးတွေနဲ့တမိုင်းမတင်မီကအေယာမမွေဘရင်တွေအကြောင်းကိုအသေးစိတ်ဖော်ပြပေးသွားပါမယ်Green Anaconda လို့ခေါ်တဲ့အဆေးရောင်အန်တာကွန်နာမွေအမေရိကတိုက်တောင်ပိုင်းရဲ့ရွှွံ့နွန်တွေနဲ့မြစ်ချောင်းတွေမှာအုပ်စိုးနေတဲ့အန်တာကွန်နာတွေကိုကမ္ဘာအလေးဆုံးမွေတွေလို့သတ်မှတ်ကြပါတယ်။သူတို့တွေကပေ30နီးပါးရှည်လျားနိုင်ကြပြီးတော့အလေးချိန်အားဖြင့်250ကီလိုဂရမ်ပေါင်900ကျော်ထိရှိတတ်ကြပါတယ်။သူတို့တွေရဲ့ကိုယ်လုံးကလူကြီးတဦးရဲ့ခါလုံးပတ်အခန့်အထိကြီးမားနိုင်ကြပါတယ်။အနာကွန်နာတွေကကုန်းပေါ်မှာလေးလံပေမဲ့လည်းရေထဲမှာတော့တိတ်ဆိတ်ပြီးအလွန်လင်းမြန်လာပါတယ်။သူတို့ကနှာခေါင်းနဲ့မျက်လုံးကိုသာရေပေါ်မှာဖော်ထားပြီးသားကောင်ကိုချောင်းမြောင်းတတ်ပါတယ်။သားကောင်ကိုရစ်ပက်ရမှာသုံးတဲ့ခွန်အားကတလက်မပက်လဲမှာပေါင်90ခန့်အထိဖိအားရှိပြီးသားကောင်ရဲ့အရိုးတွေကိုကြေမွသွားစေနိုင်ပါတယ်။သူတို့ရဲ့အစားအစာတွေကတော့အများအားဖြင့်မိချောင်ကပီဘာရာရေဝက်တွေနဲ့တမင်တွေလိုအရှင်လက်လက်မျိုးနိုင်စွမ်းရှိပါတယ်။နောက်ထပ် Giant Snake ထဲမှာပါဝင်တာကတော့စပတ်အုံးမွေပါမြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှမှာတွေ့ရတဲ့စပတ်အုံးမွေတွေကတော့ကမ္ဘာအရှည်ဆုံးမွေတွေဖြစ်ပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာကွက်ကြားပုံစံ reticulated pattern ပါရှိပြီးပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်အောင်အယောင်ဖြောင်းရာမှာကျွမ်းကျင်ကြပါတယ်မှတ်တမ်းတွေအရ33ပေအထိရှည်လျားတဲ့စပတ်အုံးမွေတွေကိုလည်းတွေ့ရှိခဲ့ပူပါတယ်စပတ်အုံးမွေတွေဟာတခြားမွေတွေထက်ပိုမိုရန်လိုပြီးစူးစမ်းတတ်ကြပါတယ်တောထဲမှာသာမကလူနေအိမ်ကြီးအနားမှာရှိတဲ့မြောင်းတွေကြက်ချံတွေစီကိုပါရောက်ရှိလာတတ်တာကြောင့်လူသားတွေအတွက်အန္တရာယ်အရှိဆုံးမွေကြီးတွေအဖြစ်သတ်မှတ်ခံထားရပါတယ်။2019ခုနှစ်နဲ့2018ခုနှစ်တွေမှာတော့အင်ဒိုနီးရှားနိုင်ငံမှာစပတ်အုံးမွေကြီးတွေကလူသားတွေကိုတိုက်ခိုက်မျိုးချခဲ့တဲ့သတင်းတွေကမ္ဘာတဝန်းမှာဟိုးလေးတကြောကြောဖြစ်ခဲ့ပူပါတယ်။ Giant Snake လို့ခေါ်တဲ့အဲ့ဒီအေယာမမွေကြီးတွေဟာလူသားတွေလိုမေးရိုးအသေးမဟုတ်ပဲလိုက်ရောညီထွေရှိတဲ့အရွက်တွေနဲ့ဆက်သွယ်ထားလို့ပါးစပ်ကို180ဒီဂရီနီးပါးဟနိုင်ကြပါတယ်။နောက်ပြီးတော့သူတို့ရဲ့နှာခမ်းတစ်ဝိုက်မှာလည်းအပူလိုင်းကိုသိရှိနိုင်တဲ့အာယုံခံအပေါက်လေးတွေပါလို့အမောင်ထဲမှာတော့မှသားကောင်ရဲ့ခန္ဓာကိုယ်အပူချိန်ကိုကြည့်ပြီးအတိအကျတိုက်ခိုက်နိုင်ကြပါတယ်။သူတို့ကသူတို့ရဲ့ခရင်ကွာရှာကိုထုတ်ခြင်းနဲ့လေတူထဲမှာရှိတဲ့ဓာတုပစ္စည်းတွေကိုဖမ်းယူပြီးတော့အုံနောက်စီကိုပို့ဆောင်ကသားကောင်ဒါမှမဟုတ်ရန်သူရှိရာကိုလည်းသိရှိနိုင်ကြပါတယ်။ဒီလိုအေယာမမွေကြီးတွေဟာဂေဟစနစ်နဲ့ထိမ့်သိမ်းဆောက်ရှောက်ရေးအပေါ်မှာလည်းအရေးပါတဲ့မွေတွေဖြစ်ကြပါတယ်။ကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့လည်းအေယာမမွေကြီးတွေကတဘာဝတောတောင်တွေအတွက်မရှိမဖြစ်လိုအပ်လာပါတယ်။ Giant Snake လို့ခေါ်တဲ့အေယာမမွေကြီးတွေဆိုတာဟာတဘာဝတရားကြီးရဲ့အမခန်းဖွယ်ဖန်တီးမှုတွေဖြစ်ကြပြီးသူတို့တွေကတော့ကျွန်ုပ်တို့ထင်ထားသလောက်လူသားစားတတ္တဝါတွေမဟုတ်ပေမဲ့လေသူတို့ရဲ့နယ်မြေထဲမှာတော့အင်အားအကြီးဆုံးဘရင်တွေဖြစ်ကြပါတယ်။တင်ရော Giant Snake ဆိုတဲ့အေယာမမွေကြီးတွေဟာကမ္ဘာပေါ်မှာတကယ်ရှိသလားလူသားတွေရဲ့စိတ်ကူးရင်တက်ပုံဖော်မှုလားဆိုတာကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်နော်။